ဒီအားကအခန်းဝဲလောက်တဲ့မင်္ဂလာဆောင်အခန်းခမ်းမအတဲ့အဝင်ဝါဖြစ်တယ်အပေါ်တက်မှာပါနော်ကျွန်တော်လေကားနဲ့ပေါ်တက်မှာဖြစ်တယ်ဟိုလေကားတော့ဆောက်လာစနာနဲ့တွေ့အောင်နော်decoration ကိုဥဆောင်ပေးတာတော့အမလေးလေးနဲ့မိခါဖြစ်တယ်။ဒါဆိုဒီကောင်ကဆောင်းနော်။ဒီကောင်ဟိုဒီကောင်အခန်းဝင်းတော့နေရာပြင်ဆင်ထားနေအောင်နော်။ဟာတော့သူပေါ်လာပြီဖွဲ့သွားတယ်ဒီဟာကချက်ကြီးအဖွဲဖြစ်ပါတယ်ချက်ကြီးဖွဲ့ချက်ကြီးအဖွဲဟိုနောက်ဒီကောင်